not at s เนาะ not ss အကြောင်းလေးကိုဆရာရှင်းပြပေးမယ်เนาะအဲ့တော့ဒီ notes လေးကိုမှတ်တာပေါ့တန်းနောက်ကစကားစုရဲ့ not s d1s d1 ဆိုတာ adjective တို့ adverb တို့မှာ degree 1ကိုပြောတာရှေ့မှာတော့ဆရာသင်ခဲ့ပြီးဥပမာပေါ့เนาะဆရာပြမယ်ရှေ့မှာတော့the more the less မှာလည်းဆရာသင်ခဲ့ပြီးသွားပြီဥပမာလေးဆရာပြောမယ် tall tall ဆိုတာအဲ့ဒါ degree 1 positive degree လို့လည်းသူ့ကိုခေါ်တယ် positive degree လို့လည်းခေါ်တယ် taller taller ဆိုရင်အဲ့ဒါ degree 2เนาะ D2 လို့ခေါ်တယ်ဟုတ်ပြီနော်ပြီးတော့ရင် tallest tallest အဲ့ဒါဆိုရင် degree 3 degree 3ဆိုရင်ဆရာတို့ကsuperlative degree လို့လည်းခေါ်တယ် superlative လို့လည်းခေါ်တယ်နော်အဲ့တော့ positive comparative superlative tall taller tallest ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုအလွယ်ပြောရင်တော့ TL tall က degree 1 D1 ပေါ့ TLE က taller က D2 TLESD က tallest က D3 အဲ့လိုမျိုးပဲဥပမာနောက်တစ်မျိုးရှိသေးတယ်ဥပမာ beautiful 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 ဆိုရင်အတန်ကဘယ်နှတန်အောင်ဖြစ်သွားပြီလဲ3တန်အောင်ဖြစ်သွားပြီ3တန်ဆိုရင်ဆရာတို့က more ထည့်ရတယ် beautiful လားတွေပါမရှိဘူးလေ MORE more beautiful more beautiful ပြီးသွားရင် most beautiful ခဏလေးနော် most sorry ပါ most beautiful ပေါ့ကွာဆရာစာရိုက်တာဒီမှာနည်းနည်းပြန်ဖြတ်ရမှာမို့လို့အဲ့မှာလဲဆရာတို့ beautiful က degree 1 more beautiful က degree 2 most beautiful ဒီဘက်မှာရိုက်လိုက်မှာကွာ most beautiful most beautiful က degree 3 D1 D2 D3 အဲ့လိုမျိုးရှိတယ်အဲ့ဒါတွေကိုအတန်နဲ့ခွဲပြီးရေးတာဒီကောင်တွေကြတော့ EST ပေါင်းတယ်ဒီကောင်တွေကြတော့ more တို့ most တို့ပေါင်းတယ်အဲ့ဒါအတန်ဘယ်နှတန်ထွက်တာလဲကိုကြည့်တာရှေ့မှာ the more the less မှာတော့ဆရာအဲ့ဒါကိုအသေးသေးရှင်းပြီးသွားပြီဒီမှာအကြမ်းဖြင်းမဲ့သွားတော့ဟုတ်ပြီနော်အဲ့ဒီတော့ဆရာတို့ဆိုလိုချင်တာတန်းနောက်ကစကားစုရဲ့ not SD1S အဲ့တော့ SS ရဲ့ဂျားထဲမှာ degree 1ကိုပဲထည့်ရမယ် degree မိကုံးမှာ degree 2ပါရင် degree 1ပြန်ပြောင်းပေးရမယ်ပြီးသွားရင် subject ရေးမယ်ဒါပဲဒီ pattern လေးကိုကြက်ထားဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ဆရာတို့ဖြည့်ကြည့်ကြရအောင်အဲ့တော့ robot can walk စက်ရုပ်တွေကအလုပ်လုပ်နိုင်တယ် more precisely ပိုပြီးတိကျစွာလုပ်နိုင်တယ် than human worker လူသားအလုပ်သမားတွေထက်လူသားအလုပ်သမားတွေထက်စက်ရုပ်တွေကအလုပ်ကိုပိုပြီးတိတိကျကျလုပ်နိုင်တယ်ကဲအဲ့ဒါလေးကို not ss နဲ့ဆရာတို့ကရေးမယ်နော်အဲ့တော့ than နောက်ကစကားစုကိုအရင်ရေး than နောက်ကစကားစုကဘာလဲ human worker နော် human workers ဟုတ်ပြီနော်ပြီးတော့ရင် not ss ဆိုတော့ verb ကိုအငင်းထည့်ရမှာပေါ့ than နောက်စကားစုပြီးရင် not ss not sd1s verb က can walk ကိုအငင်းထည့်လိုက် not ထည့်လိုက် verb ကဘာလဲ can walk ကိုအငင်းထည့်လိုက် cannot walk ဟုတ်ပြီနော်အငင်းထည့်လိုက်ပြီပြီးတော့ရင် sd1s အဲ့တော့ဒီမှာ degree 1ကိုတော့မတွေ့ဘူးလေမေးခွန်းမှာ degree 2ပေးထားတယ် more precisely ဆိုတာ degree 2 more precisely ကဘာလဲ D2 more ပါတယ်လေ D2 ဆိုတော့ D2 ကို D1 ပြောင်းပြီးမှ SS ကြားထဲကိုထည့်မယ်အဲ့ဒီ SS ကြားထဲကိုထည့်မယ်ဆိုရင် D2 ကိုဘာပြောင်း D1 ပြောင်းเนาะ D2 ကို D1 ပြောင်းဆိုတော့ more ကိုဖြုတ်လိုက်ရင် D1 ပြန်ရတယ်ဆွမ်းနာလိုမျိုးပေါ့ beautiful နဲ့ more beautiful မှာ more beautiful က D2 လေ more ဖြုတ်လိုက်ရင် beautiful ဆို D1 ပြန်ရတယ်အဲ့လိုမျိုးပဲ more ကိုဖြုတ်လိုက်ရင် precisely က D1 အဲ့ဒီ precisely D1 ကို SS ကြားထဲကိုထည့် not SD1S เนาะ not SD1S cannot walk as D1 ကပါလဲ precisely S ဟုတ်ပြီเนาะပြီးသွားတော့မှ not SD1S ပြီးသွားရင်ဘာလာမလဲ subject ကပါလဲ robot ထိတ်ဆုံးက subject robot ကိုယူလိုက်ထိတ်ဆုံးက subject robot ကိုရေးလိုက်ပြီးသွားပြီ robot ဟုတ်ပြီเนาะအဲ့တိုင်းလေးပေါ့เนาะကဲအဲ့ဒါဆိုရင်ဒီမှာ human worker ဆိုတာဘယ်ကလာတာလဲအဲ့ဒီမှာနောက်က dan နောက်ကစာလေး dan နောက်ကစကားစုလေးပြီးသွားရင်
အငင်းထည့်တယ် verb ကိုအငင်းထည့်တယ် not ထည့်တယ်ပြီးသွားရင် not sd1s ဆိုတော့ ss ကြားထဲမှာ degree 1ကိုထည့်တယ် degree 1ဖြစ်တဲ့ adjective သို့မဟုတ် adverb ကိုထည့်တယ် ss ရဲ့ကြားထဲမှာ degree 1သို့မဟုတ် degree 1ဖြစ်တဲ့ adjective သို့မဟုတ် adverb ကိုထည့်တယ် ss ကြားထဲမှာ adjective adverb ရှိတယ် degree 1ပဲဖြစ်ရမယ်ပြီးရင်ဒီ robot ဆိုတာထိတ်ဆုံးက subject ကိုပြန်ရေးထားတာဟုတ်ပြီနော်အဲ့တော့အားလုံးအနှစ်ချုပ်လိုက်မယ်ဆိုရင်ဒီ notes လေးအတိုင်းပဲသွားတာပဲ then နောက်ကစကားစု not as at d1 as subject ဟုတ်ပြီနော်အဲ့ဒါလေးချက်ထားရင်ရပြီဟုတ်ပြီနော်ကဲအဲ့တော့မြန်မာလိုဘာသာပြန်ပြမယ်မြန်မာလိုပြန်ရင်မေးခွန်းကဘာပြောတာလဲနော်စက်ရုပ်တွေကလူသားတွေထက်ပိုပြီးအလုပ်ကိုတိတိကျကျလုပ်နိုင်တယ်ဒါဆိုရင်လူသားတွေကစက်ရုပ်တွေလောက်အလုပ်ကိုတိတိကျကျမလုပ်နိုင်ဘူးပြန်ပြောမယ်နော်နောက်နောက်ဟာတွေလည်းအဲ့တိုင်းပဲဘာသာပြန်တဲ့နေရအတူတူပဲမေကုန်းကဘာပြောတာလဲသူက D2 သန်းနဲ့ရေးထားတာမေကုန်းကဘာနဲ့ရေးထားတာလဲ more precisely က D2 နော် D2 D2 ရဲ့နောက်မှာသန်းပါတယ်အဲ့ D2 သန်းကိုဆရာတို့က not ss not sd1s ပြောင်းအောင်ဟုတ်ပြီနော်အဲ့ဆိုရင်မေကုန်းကိုဘာသာပြန်ရင်စက်ရုပ်တွေကလူသားတွေထက်အလုပ်ကိုပိုပြီးတိတိကျကျလုပ်နိုင်တယ်အဲ့ဆိုရင်သူနဲ့အတိတ်ပဲတူအောင်ဘလို့ရေးမလဲလူသားတွေကစက်ရုပ်တွေလောက်အလုပ်ကိုတိတိကျကျမလုပ်နိုင်ဘူးဟုတ်တယ်နော်အဲ့လိုအစင်တန်းမတူညီဘူးပေါ့နော်စက်ရုပ်တွေလုပ်နိုင်တာနဲ့လူသားတွေလုပ်နိုင်တာနဲ့အရေးသွေးမတူညီဘူးအဲ့လိုအရေးသွေးမတူညီတဲ့ဟာနှစ်ခုကိုရေးပြခြင်းရင်အဲ့ not ss ကိုသုံးတယ်ဒါမှမဟုတ်ရင်ဒီ D2 တန်းကိုသုံးတယ်ဆရာတို့ကတော့ဒီ D2 တန်းကနေပြီးတော့ not sh D1s အဲ့ဒါကိုပြောင်းပေးရတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဘာသာပြန်တဲ့နည်းလေးပြလိုက်တာနော်ကဲအဲ့ဒါဆို number 2ကိုလည်းကြည့်မယ် number 2ဒါပြီးတန်းနောက်ကစကားစုတန်းနောက်ကစကားစုပါလဲ ecanted ဖျောင်းနိုင်ကဟုတ်ပြီနော်ပြီးတော့ရင် verb ကိုရှာ verb ကိုရှာပြီးအငင်းထက် is verb က is ကိုအငင်းထက်လိုက်တော့ is not နော်ဟုတ်ပြီနော် not ပြီးရင် sd1s ss ထည့်လိုက်မယ် ss ရဲ့ဂျားထဲမှာဗာထည့်ရမယ် d1 ဆိုတာ degree 1ဖြစ်တဲ့ adjective သို့မဟုတ် adverb ဒီမှာ brighter ဆိုတာ degree 2ကြီးသူ့ရဲ့ဟိုက degree 1ကဟိုပေါ့နော် bright ပေါ့နော် bright bright and bright as နော်ဟုတ်ပြီနော် brighter brightest bright က degree 1 brighter က degree 2 brightest က degree 3 ss ရဲ့ဂျားထဲမှာ degree 1ကိုပဲထည့်ရမယ်ဆိုတော့ brighter က degree 2 D2 ဖြစ်လို့ brighter က D2 ဖြစ်လို့ D1 ပြောင်းလိုက်တော့ bright ဖြစ်သွားတယ် bright က D1 ဖြစ်သွားတယ်ဟုတ်ပြီနော် ss ပြီးသွားရင်ဗာရေးမလဲ subject မေးခွန်းမှာ subject က an electric lamp အဲ့ဒါလေးကိုရေးလိုက်ရမယ်နော်အဲ့ဒါဆိုရင်ရပြီအဲ့တော့မေးခွန်းကိုဘာသာပြန်ရင်မေးခွန်းကဘာလဲ an electric lamp is brighter than a candle နော်ဟိုလျှပ်စစ်မီးလုံးဟာဖျောင်းနိုင်တဲ့တိုင်းထက်ပိုလင်းတယ်ဒါဆိုရင်ဖျောင်းနိုင်ရကြတော့လျှပ်စစ်မီးသီးလောက်မလင်းဘူးအဲ့ဒါအဖြစ် a candle is not as bright as an electric lamp ဖျောင်းနိုင်ဟာမီးသီးလောက်မလင်းဘူးမီးသီးကဖျောင်းနိုင်တဲ့ပိုလင်းတယ်ဆိုရင်ဖျောင်းနိုင်ဟာမီးသီးလောက်မလင်းဘူးအဲ့လိုပြန်ရေးတာအဓိပ္ပာယ်ချင်းတော့အတူတူပဲရေးသားတဲ့ပုံစံပြောင်းလိုက်ပြင်မယ်အဓိပ္ပာယ်တော့အတူတူပဲဟုတ်ပြီနော်နံပါတ်3ကိုခဏထားခဲ့အောင်နံပါတ်4ကိုရင်ဖြစ်မယ် nuclear power က is cleaner ပိုပြီးတန့်ရှင်းတယ် than ကိုးဆိုတာကြောင်မီးသွေးပေါ့နော်ကြောင်မီးသွေးထက်ပိုပြီးတန့်ရှင်းတယ်တဲ့ကြောင်မီးသွေးက nuclear power လောက်မတန့်ရှင်းဘူးအဲ့ဒါကိုရေးရမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆို than နောက်ကစကားစုက co အနီးဖြစ်သွားအနီးနဲ့ဖြစ်သွားတယ် sorry နော်လုံးရေးပြခဏလေးစောင့်နော် COA ရဲ့ခိုတန်းနောက်ကစကားစုကဒီတိုင်းပဲဖြေလိုက်တော့မှာနော်ခိုနော်ပြီးတော့ရင် not as ဆိုတော့ verb ကိုအငင်းထက် verb က is အဲ့တော့ is not as degree 1ကဘယ်မှာလဲ degree 1ဆိုတာ adjective တို့ adverb တို့ရှာရမှာ
cleaner ဆိုတာ degree 2 cleaner ဆိုတဲ့ D2 ကို D1 ပြောင်းလိုက်တော့ clean S เนาะ not as clean as ပြီးတော့ရင် subject ကပါလဲ nuclear power ရမယ်เนาะအဲ့ဆိုရင်ပြီးသွားပြီအဲ့ဆိုရင်နောက်တစ်ပုဒ်ဖောင်းပါသေးနားလေးပါเนาะနားလေးပါတန်းနောက်ကစကားစုကပါလဲ the air quality in urban area urban ဆိုတာမြို့မှာပေါ့ကွာမြို့မှာရှိတဲ့လေရဲ့အရည်အသွေးမြို့မှာရှိတဲ့လေရဲ့အရည်အသွေးရှူနေတဲ့လေကိုပြောတာเนาะမြို့မှာရှိတဲ့လေဒီစာလုံးကသေးနေတဲ့သားကိုသမီးတို့ဘယ်လိုဖြစ်သွားလဲဖြေလိုက်တော့မယ်เนาะဒီ air quality တန်းနောက်ကစကားစုကိုရင်းနေရနော် in urban area ဟုတ်ပြီနော်တန်းနောက်ကစကားစုပြီးရင် not ss လာမယ် not ကပါလဲဆိုတော့ verb ကိုအငင်းထည့်လိုက် verb ကဒီမှာ is verb ကဘာမှလဲဒီမှာ is ဟုတ်ပြီနော်အဲ့ဒါကိုအငင်းထည့်လိုက် is not နော်ပြီးသွားရင် ss ကြားမှာ degree 1ကိုထည့်မယ်ဒီမှာ better ဆိုတာဘယ်ကလာတာလဲရှေ့မှာ the more the less မှာတေချာအခြေခံကြကြတင်ပြထားတယ် good better best better ဆိုတာ god good ကလာတာ good က degree 1 bedd က better degree 2ဟုတ်ပြီနော်အဲ့တော့ better ကို degree 1ပြောင်းလိုက်ရင် better degree 2 degree 2ကို degree 1ပြောင်းရင် good good is not ခဏလေးနော် s ကျန်ခဲ့တယ် s god good as ပြီးတော့ subject ကပါလေ the air quality in rural area rural area ဆိုတာကျေးလက်ဒေသမှာရှိတဲ့လေနော် subject ရေးမယ် the air quality in rural area ဟုတ်ပြီနော်အဲ့ဆိုပြီးသွားပြီဟုတ်ပြီနော်အဲ့တော့နံပါတ်၄တစ်ပုဒ်ပဲကျန်တယ်အဓိပ္ပာယ်လေးကတော့ဗာလဲဆိုတော့ဒီမှာ the air quality in rural area မြို့ကျေးလက်ဒေသမှာရှိတဲ့လေကတဲ့ is better than ပိုကောင်းတယ် the air quality in urban area မြို့မှာရှိတဲ့လေထက်ကျေးလက်ဒေသလေကပိုပြီးတန့်ရှင်းတယ်ပေါ့အဲ့လိုပြောချင်ဟုတ်ပြီနော်အဲ့ဆိုရင်တစ်ပုဒ်ပဲကျန်တယ်တစ်ပုဒ်ကဗာလဲဆိုတော့ number 3ပဲကျန်တယ် number 3ကနည်းနည်းလေးကွဲထွက်တယ်အဲ့တော့ဒီမှာကိုက span ဆိုတာကိုက span သုံးစွဲတယ် more time playing ကစားတဲ့နေရာမှာအချိန်ပိုသုံးစွဲတယ် than studying ဆိုတာစာလေ့လာတာတဲ့သူကစားတာပိုများတယ်စာလေ့လာတာနည်းတယ်အဲ့ဆိုရင်ဆရာတို့ဒီမှာထူးခြားတဲ့ဖြစ်စဉ်ကဘာလဲဆိုတော့ကိုတယောက်တည်းကိုပဲဖြစ်ရနှစ်ခုကစားတာနဲ့စာလုပ်တာနဲ့ကိုနှိုင်းယှဉ်ထားတာအရင်တော့ကကြတော့ဒီမှာကြည့်အရင်တော့ကဒီမှာထားပါတော့ number 4ဆိုရင် nuclear power နဲ့ကိုနဲ့နော်ကြောင်မီးသွေးနဲ့အဲ့နှစ်ခုကိုမတူတာနှစ်ခုကိုနှိုင်းယှဉ်တာပေါ့ဟုတ်ပြီနော်ဒီမှာကျတော့ကိုတယောက်တည်းဒီမှာကျတော့ကိုတယောက်တည်းကစားတာနဲ့စာလုပ်တာနဲ့ကိုနှိုင်းယှဉ်တာအဲ့တော့အနောက်က then နောက်က studying ကိုရှေ့လာထုတ်လို့မရဘူး subject ကိုပဲပြန်ရေးရတယ်ကိုက तू ကပြောထားတာကွာကစားတာပိုများတယ်စာလုပ်တာနည်းတယ်ပေါ့နော်စာလုပ်တာထက်ကစားတာပိုများနေတယ်အဲ့ဒါဆိုရင်ဆရာတို့ကဘယ်လိုပြန်ရေးမလဲကိုကစာလုပ်တာကစားတာလောက်တိတ်မများဘူးအဲ့လိုပြန်ရေးရမှာအဲ့တော့ဒါလေးကချွင်းချက်ပု္ပ္ပစာဖြစ်နေတာပေါ့ချွင်းချက်မေးခွန်းဖြစ်နေတာပေါ့အဲ့တော့ကိုအငင်းလေးထည့်လိုက်မယ်စောနာပုံစံနဲ့မတူပဲချွင်းချက်လေးဖြစ်နေ does not span span ကဘတ်1လေဘတ်1မှာကိုတယောက်တည်းဆိုရင်ဘတ်1ကိုအငင်းလုပ်ချင်ရင် do not does not တခုခေါ်ရတယ်ကိုတယောက်တည်းဆိုတော့ does not နဲ့ငင်းပေးရတယ် does not နဲ့ငင်းရင် spent မှာ s ပြုတ်တယ်နော် does not နောက်မှာ ses မပါတဲ့ဘတ်1ပဲလိုက်တယ် do not does not did not တို့ရဲ့နောက်မှာ ses မပါတဲ့ဘတ်1ပဲလိုက်တယ်ဟုတ်ပြီနော်ဘတ်0လို့လည်းခေါ်တယ် span မှာ s ပြုတ်မယ်အဲ့တော့ကို did not span ကိုကမသုံးဆွဲဘူးပြီးသွားတော့မှအဲ့မှာ ss ထည့်ဘယ်လောက်မသုံးဆွဲတာလဲဒီမှာ MOI more ရဲ့ degree 1က match နော်ဆရာပြမယ်နော်ရှေ့မှာလဲသင်ပြီးသား the more the less မှာသင်ပြပြီးသား match more most D1 D2 D3 ဟုတ်ပြီနော်အဲ့တော့
မောရဲ့ D1 က match ဟုတ်ပြီနော်ဖြတ်လိုက်ပြီနော်ကဲအဲ့ဒါဆိုရင်ကိုကမသုံးဆွဲဘူး S match အဲ့ match ရဲ့နောက်မှာ time playing ကိုထည့်ထား match ဆိုရင်အဓိပ္ပာယ်ကမပြည့်စုံဘူးကစားတာများများကစားတာကိုပြောချင်တာလေ match time and sorry ကစားတာမဟုတ်ဘူး sorry ဆရာမှားရေးတယ် match time studying လို့ရေးရမှာ studying အဲ့တော့ကိုကတိတ်ပြီးတော့စာမလုပ်ဘူးဘာလို့စာမလုပ်တာလဲကစားတာလောက်စာမလုပ်ဘူးနော်ကစားတဲ့လောက်စာတိတ်မလုပ်ဘူးနော်အဲ့တော့စာတိတ်မလုပ်ဘူးလို့ရေးလိုက်တာကို does not spend ကိုကအချိန်တွေကိုမသုံးစွဲဘူး as much time studying studying မှာတိတ်ပြီးသူကမသုံးစွဲဘူးစာလုပ်တာမှမသုံးစွဲဘူးဘာလို့မသုံးစွဲတာလဲ as playing ကစားတာလောက်စာမလုပ်ဘူးအဲ့လိုပြောချင်တာဒီပု္ပ္ပစာလေးဒီမေကုန်းလေးကချွင်းချက်ဖြစ်နေတယ်အဲ့တော့တေချာကြည့်ပေးပါကျန်တဲ့ဟာတွေကတော့လွယ်ပါတယ်အဲ့ဆိုပြီးပါပြီ